ဒီဗီဒီယိုကြည့်နေပြီဆိုရင်တင်းကဆက်လက်ဖြတ်ဖို့နောက်မကျသေးပါဘူးတင်းကနှစ်ရှည်လာမြဆက်လက်ကိုတောက်နေခဲ့တယ်ကိုယ်တိုင်ကစားတော့တာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေကမြောက်ပေးခဲ့လို့ပဲဖြစ်ဖြစ်ခုချိန်မှာတော့တင်းကဆက်လက်ကိုမတောက်အောင်မနေနိုင်ဖြစ်နေပြီဆက်လက်ကိုရက်လို့မရတော့ဘူးလို့ထင်နေတော့တင်းမှားနေပါပြီဆက်လက်တောက်တဲ့သူတွေမသိသေးတဲ့အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုရင်ဆက်လက်ကိုဖျက်လိုက်တဲ့အချိန်ကစပြီးနိုင်ပိုင်းအတွင်းမှာပဲသင်ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစပြီးဖြစ်လာပါတယ်အဲ့ဒီပြောင်းလဲမှုတွေကဘာလဲဆိုတော့ကြည့်လိုက်ရအောင်ဆက်လက်မတောက်တော့တဲ့နိုင်အတွင်းမှာသင်နှလုံးခုန်လုံးကစပြီးစီးချက်မှန်လာတယ်တိုးနေတဲ့သွေးပေါင်ကတဖြည်းဖြည်းကျလာတယ်မကြာခဏအေးဆက်နေတဲ့လက်ဖျားခြေပြားတွေကသွေးတွေပတ်မှုကြောင့်ပူနွေးလာဒီအချိန်မှာပဲသင်ရဲ့ခန္ဓာကိုယ်ကဆေးလေးဖြတ်ခြင်းအကျိုးကျေးဇူးတွေကိုစပြီးခံစားနေရတာပဲဖြစ်ပါတယ်၈နိုင်လောက်ဆေးလေးနဲ့ဝေးသွားတဲ့အခါသင်သွေးရဲ့ကာဗွန်မိုနိုက်ဆိုက်ပမာဏကျဆင်းသွားပါတယ်ကာဗွန်မိုနိုက်ဆိုက်ဆိုတာသင်အတွက်အဆိပ်ပါအောက်ဆီဂျင်ပမာဏပုံမှန်ပြန်ဖြစ်လာပါတယ်ဒီအချိန်မှာသင်ရဲ့အုံနောက်နဲ့နှလုံးကပြန်လည်အသက်ရှင်တန်ခြင်းရဲ့အရာတော်ခံစားနေရပါပြီစိတ်နဲ့ခန္ဓာကိုယ်ပေါ်ပါလာတယ်အသက်ရှူရတာပိုပြီးအဆင်ပြေလာပါတယ်ဆေးလေးဖြတ်ပြီး2ရက်ကြာတဲ့အခါနှစ်ပေါင်းများစွာသင်တတိမထားမိတဲ့အနံ့တွေကိုပြန်ပြီးခံစားနေရပါပြီအစားအသောက်တွေရဲ့အရာတော်ခရိုင်းထက်ပိုကောင်းလာပါတယ်သင်ရဲ့ရှားလည်းအာရုံခံစားမှုပိုကောင်းလာပါတယ်ဒီအချိန်မှာပဲသင်ရဲ့ခန္ဓာကိုယ်ကသူ့ဘာသာသူတန့်စင်နေပါပြီနှစ်ပတ်ကနေ3လတွင်ဆက်လက်ဖြတ်ထားမယ်ဆိုရင်သင်ရဲ့အဆုတ်တွေကပြန်လည်ကောင်းမွန်လာပါတယ်ချောင်းဆိုးတာနည်းသွားတယ်အရင်ကလိုသိမမောပဲပိုကြကြလမ်းလျှောက်နိုင်လာတယ်သွေးတွေပတ်မှုကောင်းမွန်လာတယ်ရုပ်ရည်နှလုံးဖောက်နိုင်ကြီးစပြီးကျဆင်းလာပါတယ်တနစ်ကြာတဲ့အခါမှာတော့နှလုံးရောဂါဖြစ်ပေါ်နိုင်ကြီးက90%ထိကိုကျဆင်းသွားပါတယ်ဟုတ်ပါတယ်တဝက်တိတိပါတင့်နှလုံးကပိုပြီးအားကောင်းကောင်းနဲ့ခုန်လာတယ်တင့်သားကြီးကပိုပြီးဆူပြေလာတယ်ဒီချိန်မှာတော့ခန္ဓာကိုယ်ကလည်းပိုပြီးနှူးပြလာတယ်လို့ခံစားနေရပါတယ်9နှစ်ကနေ10နှစ်ထိတောက်လာနိုင်နေဆိုရင်တော့လေဖြတ်နိုင်ခြင်းနဲ့အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြင်းတွေတိတိတတ်ကျဆင်းသွားပါလိမ့်မယ်ဒါကြောင့်တင်းကဆက်လက်ဖြတ်ဖို့နောက်မကျသေးပါဘူးဒီဗီဒီယိုပြီးကြတဲ့ဆက်လက်ဖြတ်ဖို့စဉ်းစားကြည့်ပါဆက်လက်ဘယ်လိုဖြတ်ရမလဲဆက်လက်တောက်ခြင်းစိတ်ပေါ်လာရင်အရင်စိတ်မလှုပ်ရှားပါနဲ့အသက်ကိုပြင်းပြင်းရှူသွင်းပါရှည်တောက်ပါအာယုံပြောင်းပါလမ်းလျှောက်ပါအကျော်ဆန့်ပါကြောက်ရွံ့တဲ့စကားပြောကြည့်ပါဆက်လက်တောက်ခြင်းစိတ်ကခဏပဲလို့ကိုယ့်ကိုယ်ကိုပြန်ပြောပါဆက်လက်တောက်တယ်ဆိုတာအကျင့်တစ်ခုပါအကျင့်တစ်ခုကဖျောက်ပစ်ဖို့ခက်ပါတယ်ဒါပေမဲ့အစားထိုးဖို့ကြတော့လွယ်ပါတယ်ကော်ဖီတောက်ပြီးဆက်လက်တောက်တဲ့အကျင့်ရှိရင်ကော်ဖီစားလက်ဖက်ရည်နဲ့အစားထိုးပါထမင်းစားပြီးချင်းသို့မဟုတ်ကားမောင်းနေရင်ဆက်လက်တောက်တဲ့ရင်ကြားမပါတဲ့ PK ဝါပါပြင်းလာလို့ဆက်လက်တောက်ချင်လာရင်ခဏလမ်းထလျှောက်ပါရေတောက်ပါဒါမှမဟုတ်ရင်ဖုန်းခဏလောက်တုံးနေလိုက်ပါဆက်လက်မတောက်ပဲနေနိုင်တဲ့နေ့တိုင်းရအောင်ပွဲတစ်ခုပါပဲဘလောက်သေးသေးလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့တိုးတက်မှုကိုချီးကျူးပါတင်တမိုးထားတဲ့သူတွေနဲ့တက်တန်းစီနေထိုင်သွားချင်တာဆိုရင်တော့ဒီဗီဒီယိုလေးပြီးရတဲ့ဆက်လက်ဖြတ်ဖို့စဉ်းစားကြည့်ပါ